အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့တန်တင်ရေးသားတဲ့ကဘာမကြေနိုင်တဲ့လူဆိုတဲ့ဆောင်းပါးတစ်ပုဒ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါဦးခင်ဗျာကဘာမကြေနိုင်တဲ့လူ The Man Without a Country ဆိုတဲ့ဝတ္ထုတစ်စိတ်တစ်ပိုင်းကိုဖတ်ညွှန်းတစ်ခုတွင်ဖတ်ခဲ့ရဘူးသည်နှစ်တော်တော်ကြာကြာကကျွန်တော်တက်ခဲ့သောသင်တန်းတစ်ခု၏ဆက်လေ့လာစရာအနေဖြင့်ဖတ်ခဲ့ရတာဖြစ်ပါသည်ဖတ်မိသမျှထဲမှတရုတ်စာရေးဆရာအဂျင်း၏မိတောက်ဆိုသောဝတ္ထုနှင့်ခုနပြောခဲ့သည့်အမေရိကန်စာရေးဆရာကြီးအက်ဒဝပ်ဟေး၏နိုင်ငံမရှိတဲ့လူအကျဉ်းချုပ်ဖတ်ညွှန်းကိုစိတ်ထဲအမတ်တရဖြစ်နေခဲ့သည်အဂျင်း၏မိတော်ဝတ္ထုကိုအမတ်ရနေမိခြင်းကဇက်လိုက်မင်းသမီးအဖွားအိုနှင့်မင်းသားအဖွားအိုတို့ခမညာကျွန်တော်ကြောင့်ဒုက္ခရောက်နေကြရသည်ကိုစိတ်မကောင်းဖြစ်မိခြင်းကစပါသည်အဖွားအိုလေးစုပင်းထံသို့ငယ်ဘဝချစ်ဦးသူကလာလေမည့်အကြောင်းနှင့်ဇလံဖွင့်ပါသည်အိုကြီးအိုမစုပင်းတယောက်ရင်ခုန်ရင်းပြင်ဆင်ရင်းတရက်ပြီးတရက်စောင့်မျှော်နေရသည့်အကြောင်းဖြစ်ပါသည်ဝတ္ထုအဆုံးတွင်တော့သူတို့တွေ့ဆုံသွားကြရပါသည်တာမန်ဆိုလျင်တော့ချစ်ခဲ့ကြသူနှစ်ဦးအမြန်ဆုံးတွေ့ခွင့်ရသင့်တော်လဲကျွန်တော်အင်္ဂလိပ်စာဉာဏ်ဖြင့်မှုကြောင့်ဇက်သိန်းကန်းကိုရောက်ရန်အချိန်တွေပိုးကြနေရသည်အဘိဓမ္လှန်လိုက်နားမလဲတာလှမ်းမေးစရာရှိတာမေးလိုက်အာယုံနောက်လာသည့်အခါပြစ်ထားလိုက်နှင့်မပြီးနိုင်မစည်းနိုင်ဖြစ်နေပူပါသည်ကျွန်တော်ကြောင့်စုပင်းတို့နှစ်ယောက်ဆုံတွေ့ရမည့်ရက်တွေပိုးကြနေရသည့်အကြောင်းကြပြတစ်ပုဒ်တွင်ရေးသားတောင်းပန်ဖြစ်ခဲ့သည်ထို့ကြောင့်ပင်မိတော်ဝတ္ထုလေးကိုအမတ်တရရှိနေမိတာဖြစ်သည်ဘာမဟုတ်သည့်ကိုအားနည်းချက်ကြောင့်သူတို့ခမညာသနာစရာကောင်းလှပါသည် The Man Without a Country ဝတ္ထုကိုတော့အပြည့်အစုံမဖတ်ဖူးတော့လဲကျွန်တော်ဖတ်မိလိုက်သမျှထဲမှဇက်လိုက်ကြီးနိုလန်၏ဘဝခရီးချမ်းကိုအခုထိစိတ်ထဲဆွဲနေတုံးပင်ဖြစ်သည်အပြင်လောကတွင်လည်းထိုအဖြစ်မျိုးများကခဏခဏကြားရကြုံရတတ်သဖြင့်တွေးမိတိုင်းချောက်ချောက်ချာချာစိတ်မကောင်းဖြစ်ရပြန်သည်နိုင်ငံမရှိသောလူတွေနိုင်ငံမဲ့နေသောလူတွေနိုင်ငံပြောင်းနေသောလူတွေဘယ်နိုင်ငံကမှလက်ခံအတိမတ်ပြုခြင်းကိုမခံရသူတွေမြည်သည့်ကျေစဉ်စုကမှမြည်သည့်နေမိသားစုကမှလက်မခံလိုသောဂျိုသိန်ဂျိုပဲ့ကလေးများလိုအာကာသ၏အမုံအမွားတွေအလားပါဆုံးတောက်ပပြဖို့ရာအသက်ပေးခေါင်းထိုးကြွေးကြပြမှခဏတစ်ဖြုတ်အတနာခံကြရသည့်မိကျွန်းသွားသောဥက္ကာကဲလိုဘဝတွေနိုလန်ဆိုသည်က1860ခုနှစ်ဝန်းကျင်ခရီးသည်တင်ပင်လယ်ကူးသင်္ဘောကြီးပေါ်မှခရီးယန်ဘာသာရေးတရားဟောဆရာတစ်ယောက်ဖြစ်ပါသည်ထိုအလုပ်ကိုလှုပ်ချင်၍ဝါသနာပါ၍ပင်လယ်ပျော်ဖြစ်၍သူလုံနေရသည်တော့မဟုတ်သူခမညာနေစရာနိုင်ငံမရှိသောကြောင့်ဖြစ်သည်ကြီးလေးသောပြစ်မှုတစ်ခုတွင်ပါဝင်ကျူးလွန်မိ၍နိုလန်ကိုသူ့တိုင်းပြည်ကပြည်နှင်ဒဏ်ပေးလိုက်ခြင်းဖြစ်ပါသည်မိခင်နိုင်ငံကစွန့်ပစ်လိုက်သောနိုလန်ကိုအခြားဘယ်နိုင်ငံကမှလည်းလက်မခံကြပါတဲ့ပင်လယ်ကူးသင်္ဘောကြီးများပေါ်တွင်သာတသက်တာကုံဆုံးသွားရမည်သူဖြစ်သည်သူလိုနိုင်ငံပြောင်းနေသောလူမဲကျွန်များနှင့်လည်းသင်္ဘောပေါ်ဝဲတွေ့ဆုံဖြစ်ခဲ့သည်ဟိုနိုင်ငံကဝဲဒီနိုင်ငံကိုပို့ဟိုမြို့မှာအိမ်အောင်ကြဒီနိုင်ငံကမြို့မှာကလေးမွေးဇာတိပြက်ရိုးရာပြက်ဂုံပြက်မာနတိတ်ခါပြက်နိုင်ငံမဲ့နေသောလူတွေကျွန်တော်ဖတ်မိလိုက်သည့်ဝတ္ထုတစ်စိတ်တစ်ပိုင်းကထိုမျှသာဖြစ်ပါသည်ကျွန်တော်ရင်ထဲမှာမီးတောင်တွေပြက်ရွှေ့ကြောတွေဘာမြူဒရာတရိကန်တွေဂရင်းကင်ညွန်နှင့်လူသားစားသောရေခဲတောင်မြင့်ကြီးပေါင်းများစွာအပြည့်အသိပ်ထိုးထည့်ထားသလိုမွန်းကျက်စွာနားလေခံစားမိလာရသည်ဘယ်ကမ်းပေါ်ကိုမျှနိုလန်တက်ခွင့်မရှိပါတဲ့ဘယ်တရိပ်တစ်ပင်အောက်တွင်မှနိုလန်နားခွင့်မရှိပါတဲ့
နိုလန့်လိုအဖြစ်ဆိုးမျိုးနှင့်သာကျွန်တော်ကြုံခဲ့ရပါလျင်ဟုလူဝင်စားလှုပ်ကြည့်သည့်အခါဇောချွေးပြန်လာရသည်ဟဟက်ပက်ပက်တိုက်ခတ်ကြိုဆိုနေမည်ဇာတိမြေဤမုတ်တုံလေကျွန်တော်အတွက်မရှိပတောင်းနှင့်ဇီဇဝါပုံညက်လိုကျွန်တော်ပြန်လာမည့်ရက်ကိုဆက်ဆက်မျောနေတတ်သည့်ပန်းကလေးများကျွန်တော်မှမရှိပွဲနေပွဲထိုင်အစဉ်လာကြည့်သည့်မောင်းချက်တည်းခေါင်းပေါင်းမရှိရိုးရာမပြတ်သည့်နသားရောင်တိုက်ပုံအင်ကြီးလေးကျွန်တော်အတွက်မရှိပကံမရှိရွှေတကုံမရှိပန်းဆိုးတန်းလမ်းလေးမရှိကျွန်တော်ဆိုရမည့်ငွေညင်းစက်သီးထပွဲဟစ်ကြွေးမန်တင်းစရာဘယ်နိုင်ငံတော်တခြင်းမှမရှိတို့ဘိုးဘွားအမွေနှစ်မှုချစ်မြတ်နိုးပေမရှိကဘာမကြေမရှိကဘာမကြေနိုင်တဲ့သူကျွန်တော်သည်ခဏချင်းပင်ကဘာမကြေဆိုစရာမရှိသောလူဖြစ်သွားပါသည်ဘယ်ကုန်းမြေကမှလက်မခံသည့်သူတည်ရှိကြောင်းကိုဘယ်မြစ်ချောင်းတောင်တန်းရာသီလေပြေတွေကမှအတိမတ်ပြုခြင်းမခံရသည့်သူနိုလန်သည်နိုင်ငံမဲ့လူသားတစ်ယောက်ဖြစ်ပါသည်နေတကာလှည့်လည်၍အကြောင်းခံအဝယ်ခံနေရသောနိုလန်၏မိတ်ဆွေများဖြစ်သည့်ထိုခေတ်ထိုအခါကကျွန်များသည်လည်းနိုင်ငံပြောင်းနေသည့်ဝဏ္ဏကန်နာကြီးကြသူများဖြစ်သည်ဥယျာဉ်ကောင်းပေါင်းများလွှင့်မြောက်၍ခုံပေါက်အားပေးစရာသူ့မြေ၏ဘောလုံးအတင်းဆိုတာမျိုးသူတို့မှမရှိအိမ်ပြန်ဆိုတာမရှိအိမ်ကိုသွားနေသောလမ်းဆိုတာမရှိအစုံအစံမရှိအဝန်းမရှိအဝိုင်းမရှိအတွင်းဆိုတာမရှိအပြင်းဆိုတာမရှိဗဟိုချက်ဆိုတာသူတို့မှမရှိအသက်တီးနေသမျှတစ်ဖြက်ဖြက်လွှင့်တင်ထားရမည်အလံတော်မရှိကျွန်တော်ချစ်ခင်တွေ့တာခဲ့ရသောနိုလန်ပေါင်းများစွာမဲဆောက်မှာချင်းမိုင်မှာချင်းရိုင်မှာဘန်ကောက်မှာစင်ကာပူကကျွန်းလေးမှာအော်စီမှာမလေးရှားမှာကနေဒါမှာဆက်ဖြည်းဖြည်းသမ္မတကြီးအမေရိကန်မှာအာကာသ၏အမှိုက်များလိုအသက်ဆွန့်ခေါင်းထိုးတောက်လောင်ပြမှမစိုးမပို့ဂယုနာလေးတစ်စိတ်တစ်ဖက်ရရှိကြပုံပေါ်သည့်နေရာပေါင်းမြောက်များစွာမှာအချို့ကတော့အကြောင်းကြောင့်နိုင်ငံတော်ကိုအခိုက်အတန့်စွန့်ပစ်ခဲ့ကြတာဖြစ်ပါသည်တနေ့နေ့တွင်ချစ်ရသောနိုင်ငံတော်စီသူတို့ရောက်အောင်ပြန်လာကြမည်မှန်းကျွန်တော်တက်အပ်သိပါသည်တချို့မှာတော့နိုင်ငံတော်ကလစ်လျူရှုစွန့်ပစ်ခြင်းကိုခါးသီးစွာခံလိုက်ကြရတာဖြစ်သည်တခါကကျွန်တော်နှင့်အတူကိုရဲမြင့်ကျော်ကိုဇန်နှင့်ကိုနှင်းခါမိုးတို့ဆရာငိမ့်ဝေရှိရာပဲခူးတိုင်းအတွင်းမှဘုံမတီးတောင်သို့တွားရောက်လဲပတ်ခဲ့ကြသည်ညဘက်ကြပြရွတ်ပွဲလေးတွင်သတင်းတောက်မလေးနှစ်ယောက်လည်းပါဝင်ခဲ့ပါသည်အခမ်းအနားမှုကျွန်တော်ကတယောက်ချင်းမိတ်ဆက်စကားပြောခိုင်းပြီးပွဲအစီအစဉ်ကိုတာဝန်ယူရသူဖြစ်သည်မြန်မာမွတ်စလင်သတင်းတောက်မလေးအလှည့်ရောက်သောအခါသူ့ကိုယ်သူမိတ်ဆက်ရင်းခြေကွဲထိတ်လန့်ပွဲစကားတစ်ခုကိုသူပြောသွားခဲ့တာကိုကျွန်တော်ဘယ်တော့မှမမေ့ကျမကဒီနိုင်ငံကလူတွေပြောနေကြတဲ့ခိုးဝင်လေးတဲ့ကျွန်တော်တို့အားလုံးဝမ်းနဲ့အားနာစွာတိတ်ဆိတ်သွားခဲ့ရသောညဖြစ်သည်ကျွန်တော်တိုင်းကန်းလှည့်လည်ခြင်းခြေဆက်ကြားဖြန့်ခြင်းခရီးစဉ်များတွင်ရခိုင်ကမ်းမြောင်ဒေသလည်းပါဝင်ခဲ့ပူပါသည်ရခိုင်လူမျိုးများအပြင်ရခိုင်စကားပြောမွတ်စလင်တွေနှင့်နှစ်ချီပြီးပေါင်းသင်းနေထိုင်ဖြစ်ခဲ့သည်ဘရင်လေးတီတော်များအဖြစ်ဘရင်ဘိတုကာပညာရှင်များအဖြစ်တုံပန်းများအဖြစ်ဖန်စီရောင်းချခံရသောကျွန်များအဖြစ်နှစ်ပေါင်းရာထောင်ချီတဲကသူတို့ရောက်ရှိနေကြသည်ကိုကျွန်တော်လေ့လာသိရှိခဲ့ရသည်ပြည်မတွင်လည်းထိုအတိုင်းရောက်ရှိလာခဲ့ကြသည်ကများပါသည်တချို့လည်းဒီဘက်ခေတ်တွင်မှတရားမဝင်ရောက်ရှိလာကြတာလည်းရှိသည်ညီတို့ပင်ဖြစ်စေဒီမြေဒီရေသည်သူတို့ဇာတိကြွေကြရာသူတို့ဂုံမာနတည်တံ့ရာဘိုးဘေးအစဉ်ဆက်မှစ၍သူတို့အားကိုးရာတန်ရောစဉ်တွေ့မိရာကုန်းမြေဖြစ်ကြောင်းကျွန်တော်နားလည်ခဲ့ရသည်ဒီမြေဒီရေကိုချစ်သောဒီနိုင်ငံ၏အကျိုးကိုလိုလားသောဒီလူတွေနှင့်တစိတ်တဝမ်းတည်းရှိသောညီသူမဆိုဒီနိုင်ငံသားများသာဖြစ်ပါသည်
ဒေါက်တာကွမ်ရှောင်းလိုတရုတ်ကြီးကကျွန်တော်တို့စာတင်သားလေးများပျော်ပျော်ပါးပါးရွတ်ဆိုရန်ဖိုးတာထူးလိုကြပြမျိုးဘယ်သွားနေလဲမောင်ရီခဲလိုကြပြမျိုးခြေသားထားခဲ့သည်အင်ဒီကြီးမဟာဒုကအောင်မြင့်ဆုံးခေတ်ကာလမြမလက်ရွေးစင်ဘောလုံးအသင်းကိုဦးဆောင်၍မြူနစ်အိုလံပစ်ပွဲသို့ခြိတက်သွားခဲ့ပူပါသည်ဖက်စစ်ဂျပန်တော်လှန်ရေးကာလဗိုလ်မှူးဘာထိုး၏စာကိုအသက်အန္တရာယ်များကြားမှဗိုလ်ချုပ်အောင်ဆန်းထံရောက်အောင်လျှို့ဝှက်ပို့ပေးခဲ့သောစစ်သားရဲဘော်လေး101ကျော်ဝင်းမောင်မှာပတိလူမျိုးမွတ်စလင်လေးဖြစ်သည်ကျော်ဝင်းမောင်ကိုဖမ်းဆီးရန်ဂျပန်များထံသတင်းပေးဒလန်လုပ်ခဲ့သူမှာစကိုင်းသားဗမာစစ်ဖြစ်ပြီးထိုပတိလူမျိုးတော်လှန်ရေးသမားလေးခမတေလူမျိုးပါအနှိပ်စက်ခံခဲ့ရပူပါသည်လူဆိုးနဲ့လူကောင်းမဲ့ရှိတယ်ကိုးကွယ်ရာဘာသာအသားရောင်ဆိုတာမရှိဘူးဆိုသည့်ဦးတန်း၏စကားကိုကျွန်တော်ကအကျွမ်းမဲ့လက်ခံသူဖြစ်သည်ကျွန်တော်ထိုအနောက်ဘက်ဒေသမှခွဲခွာလာပြီးသည့်နောက်နှစ်အနည်းငယ်အကြာတွင်ကဘာကျော်လူမျိုးရေးပဋိပက္ခကြီးဖြစ်ပွားခဲ့ပါသည်နှစ်ဖက်လုံးရှိအသည့်အကျွမ်းများကဓာတ်ပုံတွေပို့ကြသတင်းတွေပို့ကြနာကြည့်ကြဝမ်းနေကြတွေးမျက်ရည်နှင့်မငြိမ်တော်မိများထိုအထဲတွင်ကုလသမဂ္ဂ၏ကျန်းမာရေးဝန်ထမ်းတငယ်ချင်းပို့ပေးသောသတင်းတစ်ခုကကျွန်တော်စိတ်ကိုထုတ်ချင်းခတ်သွားစေခဲ့သည်ဒဏ်ရာပရပွားနှင့်9နှစ်10နှစ်အရွယ်ဘာသာခြားနိုလန်လေးတစ်ယောက်ကိုဆေးရုံတင်ပေးခဲ့ရပုံအကြောင်းဖြစ်ပါသည်မိသားစုနှင့်တကွဲတပြားကြံ့ရင်ခဲ့ပုံရပါသည်တဲ့ဒဏ်ရာအသေးစိတ်နှင့်ဖြစ်ခဲ့ပုံအသေးစိတ်ကိုတော့သူပြောသလိုပြန်မပြောပြခြင်းတော့ဆေးရုံပေါ်မှထိုကလေး၏သတင်းကိုတရက်တစ်ခါကျွန်တော်လှမ်းမေးနေဖြစ်ခဲ့သည်ဒဏ်ရာတွေကြားကပဲမျက်နှာကြည်ကြည်လင်းလင်းပြုံးပြုံးရွှင်ရွှင်လေးရှိနေကြောင်းကြားရသဖြင့်ကျွန်တော်မှပျော်မိရသည်စိတ်မကြခင်မှာပဲအပြင်နာအတွင်းနာများကိုချိန်မိတ်တီးခံရင်ထိုကလေးကွယ်လွန်သွားခဲ့ပါသည်ထိုနေ့ကသနာစရာလူနာငယ်ကပြားကိုရေးပစ်ခဲ့ပြီးထိုကလေးငယ်ကိုရည်ညွှန်းကြောင်းအောက်ခြေမှတ်ချက်လေးပါထည့်သွင်းရေးသားထားလိုက်သည်ခေယနက်မဂ္ဂဇင်းတွင်ထိုကပြားပါလာတော့အောက်ခြေမှတ်ချက်ကလေးကိုပါထည့်သွင်းပေးခဲ့သည့်အတွက်ဝမ်းနေဝမ်းသာကျေးဇူးတင်နေမိရသည်နိုလန်သည်သူ့ပြစ်မှုအတွက်ထိုက်တင်၍ပေးဆက်ရတာဖြစ်ပါသည်တချို့ပေးဆက်မှုများမှာတော့ဖြင့်ဘသူကဘသူကိုဘာအပြစ်တွေများကိုလုံးမိခဲ့ကြ၍ကြည်လေးသည့်ထိုပြစ်ဒဏ်ကိုချနေကြမှန်းကျွန်တော်နားမလည်နိုင်ပါနိုင်ငံတစ်ခုတော့လူတိုင်းမှာရှိသင့်ပါသည်စုပ်ပြတ်တတ်နေပါစေမြစ်ပတ်နန်းစောနေပါစေဆင်းရဲနှုံချ၍လွင်ဒီခေါင်ခေါင်ဖြစ်နေပါစေနိုင်ငံလေးတစ်ခုတော့လူတစ်ယောက်၏ဘဝမှာရှိကိုရှိသင့်ပါသည်တနေ့နေ့တွင်ပျော်ရွှင်ခြင်းနိုင်ငံဖြစ်စေရမည်ဟုသောမျှော်လင့်ချက်ဖြင့်ကျွန်တော်တို့အားထုတ်ခွင့်လုံလစိုက်ခွင့်ရနေသည်ကပင်တန်ဖိုးအနက်ကထိုက်တန်သည့်ဆုလက်တစ်ခုဖြစ်ပါသည်ကဘာမကြီးတချင်းကိုမျက်ရည်ကတိကဝေဖြင့်လိုက်လိုက်လဲလဲဆိုခွင့်ရနေခြင်းကပင်လူဖြစ်ကြိုးနှက်မိရသည်ဆိုစရာတချင်းမရှိသောနိုလန်ပေါင်းများစွာအတွက်လည်းစိတ်မကောင်းဖြစ်မိရပါသည်အချင်း၏ဝတ္ထုကိုဖတ်ဖြစ်ခဲ့စဉ်ကလိုကျွန်တော်တို့ညံ့ဖျင်းမှုကြောင့်လှပသောဇက်သိန်းကန်းသို့ရောက်ရန်အချိန်တွေကြားနေရတာဖြစ်မည်တန်တင်တနာစရာလူနာငယ်ဘာတွေဖြစ်ခဲ့လဲဆိုတာတော့အထိန်ကိုမဲ့ခြားခြားလဲနေတဲ့လောကကြီးပဲသိပါလိမ့်မယ်။ဟိုတနာစရာလူနာငယ်ဘယ်ဥယျင်တော်မှလက်မခံတဲ့ဗန်တပွင့်ထိုးဆက်များစွာရဲ့သားကောင်းသတင်းစိုးတွေကျန်းနေသေးတဲ့ရွက်ဆုပ်ပြက်ကလေးထိတ်လန့်ခဲ့သမျှဒဏ်ရာတွေနဲ့သက်သေထူပြသူလည်းဖြစ်ရဲ့ဖျားသခင်တွေထက်သူ့လူတွေကိုကြက်ကြက်သတိထားဖို့အမှားပါခဲ့သူလည်းဖြစ်ရဲ့ဟိုတနာစရာလူနာငယ်သူ့အသားရောင်ကို
လေအကန်းမိုးအကန်းဆွေခြင်းလို့ခေါ်တယ်။ရှုမျောခင်းကိုကွဲထားတဲ့တစ်ချောက်ပင်လို့လည်းတချို့ဆိုကြတယ်။မင်းရီဆွတ်ထားတဲ့စုတ်တန်အောက်ကအချိန်အခါမရွေးလှုပ်နှိုးနိုင်တဲ့တန်တရာလို့လည်းပြောကြပါသေးတယ်။ပြတင်းတကားရွက်တစ်ခုပြုတ်ထွက်နေတဲ့အိမ်လိုအကောင်တိုင်ကျန်းနေသေးတဲ့မျက်လုံးတစ်ဖက်အဲ့ဒီမှာဝတ်မုံဟာမကူတော့ဘူးသူ့တချင်းတန်တွေသူ့ထံပြန်လာဖို့လိပ်ပြာတစ်မျိုးစာနှစ်မျိုးစာမကချခဲ့ပြီသူ့တချင်းမှာတောက်ရီကန်ဘေးကတာယိုလန်းလေးပါခြင်းပါနေမယ်ပြီးတော့သူ့နွားလေးတွေအကြောင်းသူ့စိတ်မကြီးသားပေါက်တော့မယ့်အကြောင်းပွဲတော်ရက်တွေမှမိနှစ်ထက်ကင်ရတဲ့ရိုးရာမုံတွေအကြောင်းချစ်စရာလူနာငယ်တိုးလို့အဲ့ဒီလိုများဘသူမှပန်းစည်းတစည်းမပို့ခဲ့ကြဘူးမြက်တောင်ကုန်းလေးပေါ်မှာအိမ်ပုံလေးပါတဲ့ပို့စကတ်လေးတစ်စောင်တောင်ပို့ပေးမဲ့သူမရှိခဲ့ရှာဘူးဟိုတနာစရာလူနာငယ်သူ့လေးကျင်ကန်စာအုပ်လေးကသူ့နိုင်မဲ့အထီးကျန်မှုရဲ့အကြောင်းကိုဖွင့်ဆိုတယ်တောက်ကြနေရဲ့စီမှာမရွာဖြစ်ခဲ့တဲ့မိုးတိမ်ပါလို့အထက်ထက်တွက်ချက်နေတယ်အချိန်ခါမဟုတ်ပြိုစင်းစူညံသွားသောကြည်ကံများလူတစ်ယောက်ဟာနာကြည့်လို့ဒါမှမဟုတ်ခွင့်လွတ်လို့ပြုံးကျင်တိုင်းပြုံးနိုင်ခွင့်ရောရှိလို့လားတကယ်ပဲနောက်ဆုံးချိန်မှာပြုံးသွားတယ်တဲ့ဒီလိုကြောက်စရာကောင်းတာမျိုးအနိုင်နဲ့ပိုင်းတာမျိုးမလုပ်ခဲ့သင့်ဘူးမဟုတ်လားတနာစရာလူနာငယ်ဘာသာရေးပဋိပက္ခအတွင်းဘဝကူးခဲ့ရသောရိုဟင်ဂျာကလေးငယ်တို့တန်တင်နားဆင်ပေးခဲ့ကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ